ဒါလီဇွာဘာလို့ဥစွာပထမရှိတ်ခွန်ရတယ်ကျွန်တော်အရက်ခနိုင်ငံတို့သူနိုင်ငံတော်သားတွေကိုကာရဝဘာလို့နှုံးဆက်ပါတယ်တော့အခုလိုင်းပေါ်မှာကြရက်ထနေတယ်ကျွန်တော်တို့ရခိုင်ပရိဖွာဘိုမာတသိက်ကိုအိုဖေရှာဘိုမာတသိက်ကိုကျွန်တော်ပရိုရှန်ဆာကရိုဘိုမာဆာမအိုဖေရှာဘိုမာတသိက်ဖိတ်ပါတယ်နံပါတ်1အသက်ကရီရဲ့အရှိန်မစီအေးမောင်နံပါတ်2အသက်ကရီရဲ့အရှိန်မစီတာဝန်အဂရိဗန်ယူထားတယ်တိုင်းနံသားရေးတာဝန်ဂရိဒုတိယနေတာယူထားတယ်ဥဆိုအေးမောင်တော့ကိုဆိုအေးမောင်တော့ကိုကျွန်တော်နှစ်ယောက်အကောင့်ကိုပရိုရှန်ကျန်တဲ့လူတရားတော့ခါသူတို့ professional ဘိုးမတိမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်က professional မပရိုပါဒီအေးမောင်နဲ့ဇိုးအေးမောင်ကိုကျွန်တော်တစ်ဖက်ရှိလောက်ပရိုရှန်လေးအေးမောင်ဒီကျွန်တော်တို့အမျိုးသားတွေမှာရခိုင်တစ်မျိုးသားလုံးအတွက်တစ်မျိုးရခိုင်တစ်မျိုးသားလုံးရခိုင်တိုင်းပြည်လုံးဝမေ့စန္ဒနဲ့အမျိုးဆုံးရတယ်လူပေါက်ကိုတယောက်ဖိုက်တယ်ဒီကလေးတော့အရှင်ခါအတိုင်းတာတစ်ခုရလွတ်တော်ထီကိုရောက်လာတဲ့အခါတနက်စာကိုတသက်စာထောင်လောက်ပြီးလို့ရှိခခဲ့အေးပိုင်စကားစာတော့စိတ်ဝါဒီတည်းရဲ့လဲသုံးစိတ်ဝါဒီတည်းရဲ့ပရိုရေဆိုခွန်စိတ်ဝါဒီတည်းရဲ့လိုဘီတယောက်ဖိုက်လာစာကိုကျွန်တော်တွေးမှရတယ်ပညာတက်လားပညာမတက်လားကျွန်တော်တို့ဒီလူတိကိုပညာနဲ့ရှင်ပြီးကျွန်တော်မပရိုပါကျွန်တော်လည်းပညာတက်မဟုတ်ပါကျွန်တော်လည်းတော့ပညာတက်မဟုတ်တော့ကျွန်တော်ရခိုင်ပြည်သူထေရရခိုင်သားတရားအနေနဲ့အပိုင်ဝေဖန်ပြရခန့်ဖိုက်တယ်နောက်တစ်ယောက်ဆိုအေးမောင်ကပြောတယ်ကျွန်တော်တို့ရခိုင်သူရခိုင်သားတီကိုရခိုင်သူရခိုင်သားတီကိုမြန်မာနိုင်ငံကပြည်ထောင်စုကခွေထွဲလာဖို့ဆိုလို့ရှိခဲ့ကျွန်တော်တို့ရခိုင်လူမျိုးကိုပရာဒိတ်မှာလက်ကြရဖို့နောက်တနည်းကပြူလူမျိုးဒီနဲ့မြန်မာနိုင်ငံကပြူလူမျိုးဒီနဲ့ဇန်နင်းတွေပြူလူမျိုးဒီနဲ့နှိုင်းပြီးရခိုင်သားတီရခိုင်လူမျိုးတီကိုနှိုင်းရှင်ပြီးပရိုလခဟာတီအောင်မတန်မဝမ်ပရိဖို့ကောင်းတယ်လို့ပရိုရှန်ကျွန်တော်ကဥစေးမောင်ဒီကျွန်တော်တို့တိုင်းတော်သားရေးတာ1 gri ဒုတိယ1 gri တရားဖိုက်တယ်အေးပိုင်နိုင်ငံ1 gri တယောက်အနေနဲ့ကိုမိန်သားစုအကောင့်ရာတီကိုဘဝအတွက်ကိုမိန်သားစုအတွက်ကိုမိန်သားစုကိုပွဲဝမ်းချံအစောဖို့သားဖို့လာတာစိန်စားပြီးလို့ရှိခခဲ့တနတ်စာကိုတဘဝစာလို့မှတ်ထားတယ်ဇိုအေးမောင်တို့ရခိုင်မှာပွေးရှာတယ်ရန်ကုန်မှာပွေးရှာတယ်ရန်ကရက်တရီကုန်းပေါင်းရင်စွာပြီးလို့ခခဲ့တနတ်ရှီလာပိုက်တယ်မေသိသူကိုမေဒီယာပြီးပိတ်ခတယ်ဆိုရယ်ဒီဟာ1 gri shot တိုင်းနန်တဲ့ရ1 gri တရားရဲ့လောက်ထုံးလုံးနီးတင်လာနောက်တစ်ခုပရိုရှန်သိရင်ကျွန်တော်ရခိုင်ပြည်သူပြည်သားတိဒီပြည်ထောင်စုကခွေထွဲလာလို့ခပရာဒိတ်မှာကြရာဖို့တဲ့နံပါတ်1ပရာဒိတ်မှာအယောင်ကြနေရစာကဆိုအေးမောင်မိန်သားစုပရာဒိတ်မှာအယောင်ကြရတယ်ဒီပြီးကအေးမောင်မိန်သားစုပရာဒိတ်မှာကြရဖို့ဇပလိုရဆိုလိကဘိုးကိုအိုဖေရှာမတဲ့အဖွေရိဖိုက်တယ်အိုဖေရှာမတဲ့ဘိုးကိုရိုကန်ကန်မဆာမောရခိုင်သားတိချေမှာဘိုးမဆုံအိုစကာဆူရာထားတဲ့နှကောင်ဖိုက်တယ်ကျွန်တော်ကအကောင်လို့ပဲပုံစံဇပလိုလေးဆိုလို့ရှိခခဲ့ပညာတက်တယ်ဆိုလို့ရခဲ့ပညာနဲ့တက်တယ်ကိုမကိုရိုတီအရက်ခတိုင်းပြည်ကိုထူထောင်နေရဖို့လူတိအရက်ခတိုင်းပြည်ဂရိမှာလူမျိုးဘောင်းစုံဘာသာဘောင်းစုံနေထိုင်ခဲ့တဲ့ကြွထဲမှာမြို့နေဘောင်းစေခနိုင်မြို့နေစေရှိတ်မြို့နေစေကိုမြို့နေဟဲ့ကိုလက်ရှိအနေထမှာအရက်ခတက်တို့ကသင်္စေထဘရိယာဖိုက်တဲ့နေရာတိအမျိုးကြီးမသင်္ထေတဲ့ဟာတွေဟာစိတ်တွေရဲ့ကြောက်ဘူးရဲ့မန်အောင်ရဲ့သုံးလို့နေရှိပါဒီသုံးလို့နေသေးကိုမေးစန္ဒနဲ့ကောက်ဖို့ဇာမေးကောက်ဖို့လဲကျွန်တော်မိရှန်စားဇာမေးကိုအရေးအတွက်လာကောက်ဖို့လဲကျွန်တော်ဘုဒ္ဓတအနေနဲ့ပရိုရာကျွန်တော်ကပညာတတ်တရားမဟုတ်ပါတိုးတော်ဒီပိုင်း
NCA နိုင်တရာပရိဆိုလားနိုင်ငေါစစ်ပရိဆိုလား ARD မှာကြရဲထားနေတဲ့စာတိလဲနေကင်ရဲလဲနေကင်တိုလန်ရဲသမတိကိုဆိုကနေစာတိလဲနေကင်တိုလန်လို့လဲနေကင်နိုင်ငံရဲတိုလန်ရဲတိုင်းတော်နိုင်ငံထူထောင်လို့ဟိလာတဲ့တော့ကျွန်တော်တို့နိုင်ပေါင်းရှိတ်စင်းနေဟိဘယာနိုင်ပေါင်းရှိတ်စင်းနေရှိဘယာပေါင်းလုံးစာရှော့ကိုရှောက်လာစားလေနိုင်ပေါင်းရှိတ်စင်းနေရှိပြေဘယာတိုင်းတော်တိကိုမြန်မာနိုင်ငံအာနာသိန်းအဖွေစီတီကတိုင်းတော်တိနဲ့ပေါင်းစုလာကြဟာဇာတစ်ခုလောက်ပြရလေအတူတူနေထိုင်လို့ကဇာတစ်ခုကိုထွက်လာရလေအတူတူနေထိုင်လို့ကဇာတစ်ခုကောင်းကျိုးဖိုက်လိုက်ရလေအတူတူနေထိုင်လို့ကအစောဟာတစ်ခုကောင်းကောင်းမှန်မှန်ဖိုက်လိုက်ရလေဥဇိုအေမောင်ကျွန်တော်ကိုတစ်ချက်လောက်ပရိုပြီးပါကျွန်တော်ဒီဗီဒီယိုဖိုင်ရှိကိုလည်းတွေးပါစီလို့ကျွန်တော်ဆူတောင်းပေးပါတယ်ကျွန်တော်ကနိုင်ငံရေးသမမဟုတ်ပါတော့ကျွန်တော်ကစကားတိပိုင်မရေမရာမသိရှာတဲ့စကားတိကို social media တဲ့မှာပရိုတယ်နိုင်ငံတို့ရဲ့ဒီပိုင်ရာထူးကရိငယ်တိကိုယူထားတဲ့ကိုတနက်စာကရိပြီးပြည်သူလူထုကိုဖောင်ခုထိုင်တဲ့ဥစိုးမောင်ရောဒေါက်တာအေးမောင်ရောကိုကျွန်တော်ကဗီဒီယိုဖိုင်ရှင်နဲ့အသိပေးလိုက်ရပါတယ်နောက်နေ့ဖန်ဖက်ရခိုင်ဘရီကိုမလာရလားအရခတ်တိုင်းဘရီကိုမလာရလားကိုဆွေးမောင်မှာသသမီတီအလုံးနိုင်ငံခရသားတွေနဲ့ရာထပြီးသားဆွေးမောင်ဟို training ကရေးထားတဲ့သူ official Facebook ထဲမှာဒိုစုတောင်မကိုအင်္ဂလန်သောဒီနဲ့ရာပြီးလို့ကမြန်မာနိုင်ငံမှာသမဒလာလောက်ရဟာဘေးတဲ့ငါသမီးလေးတော့အရခတ်တိုင်းဘရီမှာသမဒမလောက်နိုင်လို့သူပြလို့ရဖို့လေလောက်နိုင်လေလာခဲ့ပါကိုဆိုနေပါတယ်တော့she's gonna nazga lung oma proba na she's gonna nazga lung ra bo mami damanda lo pho twe arekha time bre twe pyan san thar re so lo ikha ge janoro arekha lu myo ti thi janoro nai paung shait se aturu ni la bi ya takhu le to mathu tathami ti le pinya matat yibi ge pan wan jam ma le to janoro arekha pregri takhu long ma le to janoro jong tho khan ra deနောက်ပြီးလို့ခါကအကရောင်းတော်တင်းနဲ့အင်းနေရှင်ထိနေရတယ်ဒီပြီးကဥဆိုအိမ်မောင်ကတိုင်တော်သွားရတာ1 gri မှာတော့မှဒုတိယရတာ1 gri ဖိုက်တဲ့အလျောက်ညီစွာအရခပရိသူပရိသတိအတွက်1 gri တယောက်အနေနဲ့အစောဟာတစ်ခုလောက်ပူပြရလေလို့ကျွန်တော်ကမိဂရိရှောင်ပါတယ်။យ៉ាងနဲ့ဆိုကျွန်တော်တိုက်ခိုက်စောမဟုတ်ပါတိုးပညာတတ်တွေဆိုခဲ့ပညာတတ်တွေဟာနဲ့ပညာတတ်တွေပညာအရေးရှောင်းနဲ့စကောပရိုလို့မီဒီယာဆိုရှယ်မီဒီယာထဲမှာတက်လာပါလို့ကျွန်တော်ကပရိုရှောင်ပါတယ်ဆွေးမောင်နဲ့ဒေါက်တာအင်မောင်တို့ကိုကျွန်တော်ကဒီပိုင်စကားတွေနဲ့ပရိုရှောင်ပါတယ်ဇာဖိုက်လို့လေးဆိုလို့ခါခဲ့ကျွန်တော်တို့ပဲရှိထန်ရှာဇွေးမောင်လေးတော့အရခတိုင်းပဲလွယ်လွယ်လေးတောင်းဆိုတဲ့နေ့ဇွေးမောင်လေးမသိသိမ့်ပါဒေါက်တာအင်မောင်လေးမသိသိမ့်ပါကျွန်တော်ကိုယ်တိုင်လည်းမသိသိပါစောင့်ကြည့်ခဲ့ပါဖို့ကျွန်တော်ကတခုဆိုလို့ရှန်စားကကျွန်တော်ကပညာတတ်တဲ့လူမဟုတ်တိုးလေးပဲဒီပိုင်ပြူလူမျိုးတင်ပြလာတယ်မြန်မာနိုင်ငံမှာဒီပိုင်တေရန်တန်မျိုးနွေစုကခွေးထွက်ကပြူလူမျိုးပိုင်ရခိုင်တော်တီလေးပြလာဖို့ဆိုရအနေအထောက်တည်သည်ပြူလူမျိုးကဇာပိုင်အနေထက်နေရဆန်းသက်လာစားလေပြူလူမျိုးကအတုရှိ program နဲ့ကျွန်တော်ဆိုအိမ်မောင်နဲ့ဒေါက်တာအိမ်မောင်ကိုပြူလူမျိုးကအရေးကြီးလူမျိုးကဆန်းသက်လာတဲ့အဝတ်အစောမိတဲ့လူမျိုးတီးကမြန်မာနိုင်ငံမှာပြည်ထောင်စုတစ်ခုနိုင်ငံတစ်ခုတည်ထောင်ဖို့အတွက်ဒီလူမျိုးအဝတ်အစောမိတဲ့လူမျိုးကိုလူမျိုးကြီးစရမ်းမှာသွန်းလို့မရတဲ့အတွက်ကြောင့်ဖျောက်ပိုက်တာခံဖိုက်တယ်ဇွေးမောင်သိပါမလားကျွန်တော်ပညာတတ်တဲ့လူမဟုတ်ပါရခိုင်ပရေဂရီအရခပရေဂရီတစ်ခုလုံးကနေခါမြန်မာနိုင်ငံကပြည်ထောင်စုတွေကခွေးထွဲလာဖို့လူမျိုးတီးပြလာဖို့ပရာဒိတ်မှာကြည်ရဖို့လောင်ဂျီတပ်ပလာပရာဒိတ်မှာဖရဲဖို့နိုင်ပေါင်းရှိတ်စီနီလာခဲ့ပြီရခိုင်လူမျိုးပြဖို့နေနေတာဗမာလဲဝဂရီအောက်ထလို့ဗမာအစိုးရအဆိုင်ဆက်ဘင်္ဂလားဒေ့ရှ်ကလူတီကိုပေတာယူပြီးတော့ရဲဇိုးမောင်မသိလားဇိုးမောင်လေးရမှာအပေါင်းပါပဲလေဒီပိုင်ငွေရေးကရေးလင်းဆာလို့အပိုင်လူဂရီဖိုက်လာစားဘင်္ဂလားဒေ့ရှ်ကလူတရားတော့သင်္ကစီယူတယ်သင်္ခါစီယူတယ်နောက်ပြီးကနှိုက်ရှည်လာမြအနီကတ်တင်ပန်းအောင်ကတ်တင်ထုတ်ပြီးလို့ခါကဂဏင်းခါဇာပင်ပြဿနာတိပရိရှန်ရတယ်ရိုဟင်ဂျာဆိုတဲ့ပြဿနာတိပရိရှန်ရတယ်
ဇွေးမောင်သိပါလားနောက်တစ်ခုဒေါက်တာအေးမောင်သိပါလားအေးပိုင်သိရနဲ့အသိခက်ခဲအဝန်နဲ့တင်လူသောတယောက်အနေနဲ့ပြည်သူလူထုရဲ့တိုင်းတော်တွေရဝန်ဂရိဖရိုက်နေလို့တောင်းမထရဟာတီကိုအဲအိုလိုမဆုံးဝန်ပရီလိုမဆုံးဇာပိုင်ပရဖို့ဆိုလို့ရခိုင်မှာစကားရှိတယ်အဝဲမာရိုအတွက်ဝန်ရီစာရီလို့ပဲပရိုရှန်လာထမဆုံးရီလို့ပဲပရိုရှန်အေးမောင်နဲ့ဇိုအေးမောင်ဒီဗီဒီယိုဖိုင်ကိုကရော့သိတိုင်ပါစီတိုင်းတော်သူတိုင်းတော်တတိအရခနိုင်ငံတို့သူနိုင်ငံတို့သားတွေအလုံးခါရဝဘာလို့ကျွန်တော်စကားကရန်ရှန်လေးကရန်လာလိမ့်မယ်တိုးတော့ကျွန်တော်ကဒီပိုင်professional တို့တက်ပြီးခဲ့ကျွန်တော် social media တို့တက်ပြီးခဲ့နိုင်ငံရေးလောက်ဆာမဟုတ်ကျွန်တော်ကနိုင်ငံရေးသမားလေးမဟုတ်ပါတိုးတော့နော်မခရီမငန်စကားဒီကရကြီးလို့ကျွန်တော်ကတက် program ခံဖိုက်တယ်အေးမောင်နဲ့ဆိုရင်မောင်ကရတိနိုင်ပါစီခါရဝပါBye bye.